အားလုံးပဲမင်္ဂလာပါဒီတကွကောင်း site channel မှာကြိုဆိုပါရစေကျွန်တော်ပြီးရဲ့ဘက်ကအနီးကပ်ပြတဲ့ site လေးကသူကအကုန်လုံးမဖြီးပဲတော့၃ခွက်ထဲပဲဖြီးထုတ်သွားတာတွေ့လို့ဒါလေးဆက်ပြီးဖြီးနိုင်အောင်မလားတစ်ချက်ကြည့်ကြည့်အောင်သူကနောက်ပေါင်းချင်း6နောက်ရှေးပေါင်းချင်း6ရှေးပေါင်းချင်း9ရှေးပေါင်းချင်း8 6ခွန်8ဆိုတဲ့ကဏ္ဍ6ခွန်8ဆိုတဲ့ကဏ္ဍကလည်းသူကဘာလို့ဆိုတော့ဒီမှာ6ထိပ်စီး3ပင်ချလိုက်ရင်9ထိပ်စီး3ပင်ချလိုက်ရင်8ထိပ်စီး6ခွန်8ဆိုတဲ့ကဏ္ဍဒီခွန်8 6နော်ဖြီးတဲ့ကဏ္ဍလေးပေါ့ဗျသူကဒီမှာလဲနောင်လုံးပေါင်းချင်း6နောင်လုံးပေါင်းချင်း9နောင်လုံးပေါင်း8 6ခွန်8ကိုဒီမှာ6 8ခွန်ကိုထွက်ထားတာအဲ့လိုထွက်ပြီးတော့သူကဘာတွေဆက်လုပ်တယ်ဆိုတော့သူကဒီမှာခွန်ထိပ်စီးရယ်6ထိပ်ခွန်နောက်ပိတ်ရယ်6ထိပ်စီးရယ်3နောက်ပိတ်ရယ်6တခါဒီမှာ5နောက်ပိတ်ရယ်6ထိပ်စီးရယ်6နောက်ပိတ်ရယ်ခွန်6ခွန်နောက်ပိတ်ရယ်8ထိပ်စီးရယ်3ပိတ်ရယ်8တဲ့6ခွန်8ဒီ6ခွန်8ကိုဖြီးထားတာပြီးရဲ့ဘွယ်ကကြတော့သူကကျွန်တော်ကဒီနှစ်3လေးကိုဖြီးချလိုက်တဲ့အခြေအနေကသူမတူလို့ဆိုင်နေသူကဒီ6ကိုတဲ့ဒီ9ခါရယ်9ခါရယ်2ခါရယ်6လို့ဖြီးလိုက်တာတခါဒီခွန်ကြတော့ဒီ3ညာ1ခါရယ်3ညာခါရယ်6ခါရယ်လို့ခွန်လို့ဖြီးတာတခါဒီ8ကြတော့သူကပြီးတဲ့ဘွယ်က9ခါရယ်9ခါရယ်3ညာခါရယ်8လို့ဖြီးသွားတာဖြီးပြီးတော့သူကအခုဘလူတွေဆက်လုပ်လဲဆိုတော့ဒါတော့တကွက်လုံးယူမယ်ဆိုရင်လည်းမိတ်ဆွေတို့ကြိုက်ရင်လည်းထိုးပေါ့မကြိုက်ဘူးဆိုရင်လည်းတကောင်ကီးဖြစ်ကတော့ဝင်မှာပဲသူဘလူဆက်ဖြီးထားလဲဆိုတော့နော်ကျွန်တော်6ခွန်8 6ခွန်8 6ခွန်8ဒီလို6ခွန်8ကိုနော်ခါသုံးလုံး6ခါသုံးလုံးခွန်ခါသုံးလုံး8ဆိုဖြီးသွားဖြီးပြီးတော့အောက်မှာဘလူဆက်ဖြီးလုံးဆိုတော့ဒီ6ကတဲ့ဒီနောက်နှလုံးပေါင်းချင်း8နဲ့8ခါနဲ့6တဲ့အဲဆို8ခါရသွားနောက်တစ်ခါဒီ3နောက်ပိတ်ရယ်2ခါရယ်1နောက်ပိတ်ရယ်6တဲ့ဒါဆို8တစ်တွဲရသွားဒီ6ဒီလို6နောက်တစ်ခါဒီ4ထိပ်ရယ်6နောက်ပိတ်ရယ်6ထိပ်စီညာလဲ6တဲ့4 8တဲ့တကွဲတည်းထွက်လာဒီခွန်လှည့်ကြတော့သူကနောက်နှလုံးပေါင်း9နဲ့8ခါနဲ့ခွန်နဲ့ဒါဆို8ခါရသွားနောက်တစ်ခါဒီ4နောက်ပိတ်ရယ်6ခါရယ်ခွန်ပိတ်ရယ်ခွန်နဲ့ဒါဆိုခွန်ပိတ်ရသွားဟာဆိုရင်ဒီ6ထိပ်စီကပဲရလားဒီ6ထိပ်စီရတယ်ဒီ8ထိပ်စီရယ်3နောက်ပိတ်ရယ်6ထိပ်စီရတယ်ခွန်နဲ့ဒါခွန်လေးဖြီးသွားတာဒီဘက်က6ဖြီးဒီခွန်ဖြီးအဲဆို8ဖြီးရမှာဒီမှာလဲ8လုတ်ပြီးရတယ်ဒီလို8လို့ဖြီးလိုက်ရင်9ခါတဲ့နော်ဒီလို8လို့ဖြီးလိုက်အဲဆိုရင်သူ့ဘက်လိုပဲလိုက်ဖြီးမယ်6 3ည8လို့ဖြီးအောင်2နောက်ပိတ်တဲ့နော်ဒီလို8ဒီလို8တခါဒီ8ထိပ်စီရယ်9ခါရယ်1ထိပ်စီထဲမှာဒီလိုကလဲ8လို့ဖြစ်မှာဆို1 9နှစ်ပြီးတော့ပေါ်ရတော့ကျွန်တော်ကဒီ3ညာ3လုံးဖြီးတာ9နှစ်1လို့ထွက်တာသူကကျတော့1 9နှစ်လို့ထွက်တာအဲ့တော့ဒီ6ကိုဖြီးတော့ဒီ6ကိုတဲ့ဒီလို6ဒီလို6ဒီလို6ဆိုတော့ပြောရတော့6နှစ်8က6 3နှစ်1ကလည်း6 6 6 4ကလည်း6ဆိုတော့ထိတ်ကောခါရောနောက်ပိတ်ကော6ဖြီးသွားတာဒီခွန်ကြတော့လေဒီနောက်ပေါင်းချင်း3 6 9နဲ့8ခါနဲ့ခွန်နဲ့တခါ4နောက်ပိတ်ရ6ခါနဲ့ခွန်ပိတ်ရတယ်ခွန်နဲ့ဟို8ထိပ်စီရ3နောက်ပိတ်6ထိပ်စီနေရတယ်ခွန်နဲ့ဒီခွန်ဆိုပြီးတော့ခွန်3လုံးဖြီးသွားတာအဲ့ဆို8 3လုံးထပ်ဖြီးမှာလားဖြီးသွားမှာဆိုရင်ခုနလူလိုက်ဖြီးမယ်ဆိုရင်ဒီမှာ3ညာ9ရှိနေတဲ့အတွက်8ဖြီးအောင်9ခါတခါဒီ6နောက်ပိတ်ရ3ညာခါရ2နောက်ပိတ်ရဒီလိုဖြီးမှာလဲ8ဆိုရင်2နောက်ပိတ်အဲ့လိုပဲ8ထိပ်စီ9နောက်ပိတ်ဒီထိပ်စီနဲ့8လို့ဖြစ်အောင်လဲ1ထိပ်အဲ့တော့1 9နှစ်ဆိုတဲ့ကဏ္ဍလာထွက်နေတယ်ဒါတော့ချဲဆိုတာလည်းဟိုမထွက်ခင်ကတော့အမျိုးမျိုးယူဆလို့ရတာပဲထွက်မယ်မထွက်မယ်
ကျွန်တော်လည်းအတတ်မပြောနိုင်ဘူးမိတ်ဆွေတို့ကြိုက်တယ်ဆိုရင်19နှစ်ကိုထိုးထားလိုက်ပေါ့ဗျာတကယ်လို့မှ19နှစ်လို့မထိုးခြင်းဘူးကျန်တဲ့ကဏ္ဍနေထိုးခြင်းမှာဆိုရင်ဒါဒီအထိုင်ကီးပုံစံမျိုးယူရင်ပေါ့1ပိုင်းထိတ်9ပိုင်းခါ2ပိုင်းနောက်ပိတ်ဒီလိုအထိုင်ပုံစံမျိုးနဲ့ယူထိုးခြင်းနဲ့ထိုးဒါမှမဟုတ်ဒီအဖြီကိုကြိုက်တယ်ဆိုရင်လေ19နှစ်လို့တဲထိုးလိုက်ပေါ့ဗျာကဲကြိုက်တယ်ဆိုရင်လေထိုးလိုက်ပေါ့ဗျာမကြိုက်ဘူးဆိုရင်လေကြော်သွားပေါ့မဟုတ်လားအဲ့တော့ကျွန်တော်ရဲ့ cherry site လေးတွေကိုအမြဲကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထားပြီးလိုပါမယ်မိတ်ဆွေတို့အားလုံးကျွန်တော်ရဲ့ cherry site နဲ့ချီပေါက်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်မိတ်ဆွေတို့အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ